mobile တွင် AutoPOS application ကိုစတင်အသုံးပြုမည်ဆိုပါက install တင်ထားသော AutoPOS application file ကိုဖွင့်လိုက်ပါ select the server တွင်3ရန်ပေးထားသော server အမည်ကိုရွေးချယ်ပေးပါပြီးရင် username နဲ့ password ကိုမှန်ကန်အောင်ရိုက်ထည့်ပါusername နဲ့ password ရိုက်ထည့်ပြီးပါက login button ကိုနှိပ်လိုက်ပါ loading data တွင်100% ပြည့်အောင်စောင့်ဆိုင်းပေးပါ100% ပြည့်ပါကစတင်အသုံးပြုနိုင်ပါသည်စတင်အသုံးပြုမည်ဆိုပါကမိမိဆိုင်တွင်ရှိ product များကိုထည့်ရန်အတွက် Cyber menu ကိုနှိပ်ပါ product ကိုနှိပ်ပါ unit category brand အစရှိသည်တို့ကိုကြိုတင်ဖန်တီးပေးရပါမည်product စီးကုန်ပစ္စည်းစီးများထည့်ရန်အတွက် app product ကိုနှိပ်ပြီးထည့်နိုင်ပါသည်ဖန်တီးထားသောကုန်ပစ္စည်းစီးများကို list product တွင်ပြန်လည်ကြည့်ရှုနိုင်ပါသည်ပြီးရင်ကုန်ပစ္စည်းအဝယ်စီးများထည့်သွင်းမည်ဆိုပါက purchase တွင်ထည့်သွင်းပေးနိုင်ပါသည်အဝယ်စီးများထည့်မည်ဆိုပါက app purchase တွင်ထည့်သွင်းသောအဝယ်စီးများကို list purchase တွင်ပြန်လည်ကြည့်ရှုနိုင်ပါသည်ဆိုင်ရှိကုန်ပစ္စည်းများကိုရောင်းချမည်ဆိုပါက POS ကိုနှိပ်ပါ cash in hand ဆိုသည်မှာဆိုင်စားဖွင့်သည့်အခါ Android တွင်ရှိသောငွေအမောက်ကိုထည့်ပေးရန်ဖြစ်ပါသည်ကုန်ပစ္စည်းများထည့်သွင်းပြီးကုန်ပစ္စည်း product များရှိပါကဖော်ပြပါပုံအတိုင်းတွေ့ရပါမည်စတင်ရောင်းချမည်ဆိုပါကရောင်းချမည်ကုန်ပစ္စည်းအမည်ပေါ်တွင်နှိပ်၍ရောင်းချပေးနိုင်ပါသည်ငွေရှင်းခြင်းနှင့်ပတ်သက်၍ပြုလုပ်မည်ဆိုပါကအပေါ်ရှိတွန်းလှန်လေးကိုနှိပ်ပါဒီနေရာတွင် discount tax စသည်တို့ကိုသတ်မှတ်ပေးနိုင်ပါသည် customer နှင့်ထည့်သွင်းမည်ဆိုပါကအပေါ်ရှိ customer ပုံစံလေးကိုနှိပ်၍ထည့်သွင်းပေးနိုင်ပါသည်ငွေရှင်းမည်ဆိုပါက cash ကိုနှိပ်၍ရှင်းပေးနိုင်ပါသည်mobile တွင်အသုံးစရိတ်များထည့်သွင်းမည်ဆိုပါက home ကိုသွားပါ cyber menu ကိုနှိပ်ပါ expense ကိုနှိပ်ပါပြီးရင် expense category ဖန်တီး၍ expense အသုံးစရိတ်များထည့်သွင်းပေးနိုင်ပါသည်တနေ့တာအရောင်းစင်းများနှင့်ပတ်သက်ရေးကြည့်မည်ဆိုပါက report ကိုနှိပ်ပါပြီးရင် report ကိုထပ်နှိပ်ပါ sell report product quantity sell report တွင်တနေ့တာအရောင်းစင်းများနှင့်ပတ်သက်၍ကြည့်ရှုနိုင်ပါသည်ဒီနေရာတွင်အရောင်းစင်းများနှင့်ပတ်သက်၍အသေးစိတ်ကြည့်ရှုမည်ဆိုပါကဒီ expense ဆိုတဲ့နေရာကိုနှိပ်၍အသေးစိတ်အချက်အလက်များကိုကြည့်ရှုနိုင်ပါသည်အရှုံးများနှင့်ပတ်သက်၍ကြည့်ရှုမည်ဆိုပါက profit and loss report တွင်ကြည့်ရှုနိုင်ပါသည်အရောင်းစင်းများကိုကြည့်ရှုမည်ဆိုပါက sales ကိုနှိပ်၍ recent sales ဆိုဒီမှာ mobile ဖြင့်ရောင်းထားသော voucher များကိုတွေ့ရပါမည် all sales ဆိုဒီမှာရောင်းချထားသည့် voucher list အားလုံးကိုတွေ့ရပါမည်login ဝင်ထားသော mobile တွင် login ဝင်ထားသောအကောင့်ကိုပြန်လည်ထွက်မည်ဆိုပါကhome စာမျက်နှာရှိထိပ်ဆုံးတွင်မြားပုံစံလေးကိုနှိပ်၍ထွက်ပေးနိုင်ပါသည်